microwave ကအလုပ်တော်လုံးနေပါတယ်ဒါပေမဲ့အစားတောက်တွေတော့အပူမပေးနိုင်တော့တာမျိုးဖြစ်တတ်ပါတယ်ဒါကတော့ microwave ထဲမှာပါတဲ့ magnetron လို့ခေါ်တဲ့အစိပ်ပိုင်းလေးပဲဖြစ်ပါတယ်တကယ်လို့ခင်ဗျားတို့ရဲ့ microwave ကအစားတောက်တွေကိုအပူမပေးတော့ဘူးဆိုရင်ဒါဟာ magnetron ကိုယ်တိုင်ခြူရင်းနေတာဒါမှမဟုတ် magnetron စီကိုလျှက်စစ်မညောက်ပဲအလုပ်မလုပ်တော့တာကြောင့်ဖြစ်နိုင်ပါတယ်တကယ်လို့ဒီကောင်လေးကပျက်စီးသွားပြီဆိုရင်တော့အသစ်တစ်ခုနဲ့လဲလှယ်ပေးဖို့လိုအပ်မှာပါအကယ်၍ magnetron ကအလုပ်မလုပ်တာဆိုရင်တော့အဓိကအစိပ်ပိုင်း၃ခုကိုစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်80%လောက်ကတော့ magnetron နဲ့ချိတ်ဆက်ထားတဲ့ fuse ပြတ်သွားတာကြောင့်ဖြစ်တတ်ပြီး25%ကတော့ဓာတ်ရုပ်လောင်သွားတာဒါမှမဟုတ် short ဖြစ်သွားတာကြောင့်ဖြစ်နိုင်ပါတယ်ကျန်တဲ့9%ကတော့ magnetron နဲ့သွဲလက်ပါတဲ့ capacitor လေးပျက်စီးသွားတာကြောင့်ဖြစ်နိုင်ပါတယ် like comment share နဲ့ follow လုပ်ထားပေးကြပါအောင်နော်ဒီဗီဒီယိုလေးကနေ microwave တစ်လုံးအပူမတတ်တော့တဲ့အခါဘယ်လိုစနစ်တကျရှာဖွေပြင်ဆင်ရမလဲဆိုတဲ့ဤပညာပိုင်းဆိုင်ရာအချက်လက်တွေကိုဝေမျှပေးထားတာပါအဓိကသင်ခန်းစာတွေအနေနဲ့တိပြဿနာရဲ့အရင်အမိကိုခွဲခြားခြင်းစက်ပစ္စည်းတစ်ခုလုံးဖြတ်တာမဟုတ်ပဲအပူမပေးနိုင်တဲ့ magnetron ပိုင်းကိုပဲအဓိကထားစစ်ဆေးတတ်ဖို့လိုအပ်ပါတယ်